Obi Juno Ayan Song, Anokapado Ligo, Shamako Akanjinga Teka, Ajanga Yali Pide, no Capadole Yeni Pida Pide, and I may aningly Pachimade, Shamako Akanjinga Angen Nase Tikani, Don't say Lise ni ati Pide, I may Dima Nase Tikani Nase Liti, Ayan Song Palubade, Shamako Akanjinga Angen Nase Tit Naseni Nasetong Nase Ligo, Ayan Song Pachimade. ယေရှုဒီကမ်းတပိတို့ကိုပြန်၍အိုင်နာမှရှိတော်မူစဉ်များစွာသောလူအပေါင်းတို့သည်အထံတော်၌စုဝေးကြ၏ထိုအခါယာကီရုအမေရှိသောတရားဇတ်မိုးသည်လာ၍ကိုရောကိုမြင်လျင်ခြေတော်ရဲ့၌ပြက်ဝဲလျက်အကျွန်ုပ်၏သမီးငယ်တီလို့ပြီးသို့တော်လဲကိုရောသည်ကြွ၍သူ့ကိုကယ်တင်ခြင်းကသူ၏အပေါ်၌လက်ကိုတင်တော်မူလျင်အသက်ရှင်ပါလိမ့်မယ်ဟုများစွာတောင်းပန်၏ကိုရောဒီသူနဲ့အတူတွား၍များစွာသောလူအပေါင်းတို့သည်ကိုရောကိုခြုံရလျက်တိုက်ခိုက်ထိမိကြ၏ဖတ်တော်တဲ့နှုတ်ကပတ်တော်အတိုင်းဘုရားသခင်အတိတ်တဖန်ကောင်းချီးပေးပါစေဟုတ်ပြီကျန်တဲ့အပိုက်တွေကတော့ကျွန်တော်တို့ပြောင်းရဲနဲ့ဖတ်သွားမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဖတ်သွားတဲ့နှုတ်ကပတ်တော်မှာဘာတွေ့တယ်လဲဆိုတော့ဒီတရားစကားမှုကဘာဖြစ်တယ်လဲဆိုတော့သူ့မှာတမင်းငယ်ရှိတယ်သူတမင်းငယ်ကဘာဖြစ်လဲတီလို့နေပါနော်ဘာလို့တီမှာလဲဆိုတော့သူကဖျားနေလို့ပေါ့နော်နေမကောင်းလို့သူတမင်းကတီတော့မှာဖြစ်တယ်တီခါနေနေအဲ့ဒီခေတ်တုန်းကဆိုရင်တော့ရှောဝန်ဒီရှိရင်ရှိမှာပေါ့နော်ရှောဝန်စီပြတ်ရင်ပြတ်မှာပေါ့ဒါပေမဲ့နောက်ဆုံးတော့ဒီတရားစကားမှုကဒီယာကီရိုကတော့မတက်နိုင်တော့ဘူးအဲ့ဒီခါမှာဘယ်သူစီသွားတယ်လဲဆိုတော့ယေရှုစီသွားတာဖြစ်တယ်ယေရှုစီရောက်တဲ့အခါမှာယေရှုစီမှာဗာပြောတယ်လဲအခုနကျွန်တော်ဖတ်သွားတဲ့နေရာမှာတမီးကတီခါနီနီနော်မြောက်လဲချက်မဲ့နေပြီဆိုတော့ကိုရောကိုလာပြီးမှသူ့အပေါ်မှာလက်ကိုတင်ပြီးမှဆူတောင်းပြီးလို့ရှိရင်အသက်ရှင်လင်းမယ်လို့ဒီယာကီရိုကယေရှုစီမှာအကူအညီတောင်းတာဖြစ်တယ်အဲ့ဒီချိန်မှာဗာဖြစ်တယ်လဲဆိုတော့ယေရှုကလည်းချက်ချင်းလိုက်လာတယ်နော်သူနဲ့ချက်ချင်းသွားတယ်ချက်ချင်းလိုက်လာပြီးမှသူတို့သွားတဲ့အခါမှာဒီမှာဘာဖြစ်တယ်လဲဆိုတော့အငယ်25မှာထိုအခါ30နှစ်ပတ်လုံးသွေးတော်အနာဆွဲသောကြောင့်များစွာသောစီးသမားတို့လက်၌အလွန်ခံရ၍ဥစ္စာရှိသမျှကုန်တော်လဲတက်တာမရသည်တာမကအနာတူသောမြင်မတယောက်သည်ယေရှု၏တည်င်းတော်ကိုကြားသည်ရှိတော်ဒီမှာသူတို့ယာကီရိုရဲ့တမီးရတီတော့မှာအိမ်မှာကတဲ့ပေါ်မှာလဲနေပြီနော်ဘာမှမြောက်လင်းချက်မရှိတော့ဘူးအဲ့ဒီချိန်မှာယေရှုစီကိုသွားတယ်သွားပြီးမှယေရှုကလည်းချက်ချင်းလိုက်လာတယ်ဒါပေမဲ့လိုက်လာပြီးမဲ့ဒီမှာလမ်းမှာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့အငယ်25မှာစနနိပတ်လုံးတွေးတော်အနာဆွဲတဲ့အမျိုးသမီးကတော့ယေရှုလာတယ်ဆိုတာကိုဘာလဲဘာကြားလဲတည်င်းကြားတယ်ယေရှုလာတယ်ဆိုတာတည်င်းကြားတယ်နော်တည်င်းကြားဖို့အင်မတန်မှအရေးကြီးတယ်နော်ကျွန်တော်တို့တည်င်းကြားတယ်တည်င်းကြားရင်တော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုသိတယ်လေနော်ဆိုတော့ကျွန်တော်တို့ US သွားချင်တယ်နော်ဒါပေမဲ့တည်င်းလဲတခါမှမဖတ်ဘူးတည်င်းလဲမကြားဘူးစုံစားလဲမစုံစားဘူးဘယ်လိုလုပ်မှမသိဘူးလေနော်ဆိုတော့ကျွန်တော်တည်င်းတွေကြားတဲ့အခါမှာပြင်ဆင်စားရှိရင်တော့ပြင်ဆင်တယ်အဲ့ဒီချိန်မှာအဆင်ပြေတာနော်ဒီအမျိုးသမီးကဘာဖြစ်တယ်လဲဆိုတော့သူ့မှာရှိသမျှကုန်တယ်နော်ပိုင်ဆိုင်သမျှဈေးစင်ဥစ္စာတွေကုန်တယ်ဘာမြောင်လင်းချက်မှမရှိတော့ဘူးအဲ့ဒီပိုက်ဆံကုန်တာမကဘူးနော်သူ့မှာ12နှစ်ပတ်လုံးနော်12နှစ်ပတ်လုံးတွေးတော်အနာဆွဲတယ်ကတဲ့ပေါ်မှာလဲနေပြီကြည့်မယ်ဆိုရင်သူ့ရုပ်တော်မှလေနော်ရစရာမရှိအောင်ပိန်ကြုံပြီးမှနော်သူ့မိသားစုကြီးလည်းအရာငြင်းငွေ့မှာပဲနော်ဘယ်သူမှချစ်မှာမဟုတ်တော့ဘူးလေနှစ်နှစ်မပြောနဲ့တလနှစ်လတောင်မှဖျားလို့ရှိရင်လေဘယ်လောက်ထိခံစားမလဲဒီအမျိုးသမီးကဘယ်နှစ်လဲ12နှစ်ပြောကြည့်ရအောင်12နှစ်နော်ခုကျွန်တော်တို့မလေးရှားမှာနေတာနော်10နှစ်လောက်ဆိုရင်တော့မလွယ်တော့ဘူးဆိုပြီးမှကျွန်တော်တို့ကအရန်ကြာပြီလို့ထင်တာလေနော်ဒီမှာဒီအမျိုးသမီးက12နှစ်လုံးသူကဖျားနေတယ်နော်တွေးတော်အနာဆွဲနေတယ်အမတာမသူကမျောလင်းချက်မဲ့နေမှာဖြစ်တယ်နော်ဒီသူပိုက်ဆံဒီကုန်တဲ့ချိန်မှတော့သူကျမ်းမာချင်းရသွဲရင်တော်သေးတယ်လေနော်ပိုက်ဆံဒီကုန်တယ်သူ့မှာပိုက်ဆိုင်ထားသမျှအားလုံးကုန်တယ်ကုန်ပြီးမှကျမ်းမာချင်းမရဒီတာမကအနာကပူတူးတာလားသူ့အနာသူ့မှာရှိတဲ့ယောဂလည်းပူပြီးမှတူးလာတယ်ပြီးတော့ပိုက်ဆံမရှိတော့ဘူးသူ့မှာပိုက်ဆိုင်ထားသမျှဘာမှမရှိတော့ဘူးပြီးတော့မိသားစုတွေရဲ့ချစ်ချင်းမေတ္တာလည်းခံစားမှာမဟုတ်တော့ဘူးလုံးမြောက်လင်းချက်မြတ်နေတဲ့ချိန်မှာ तू ကဘာကြားလဲယေရှုရဲ့တည်င်းကိုကြားတယ်လို့ပြောတယ်အာမင်
ဟာလေလုယာဒီကနေ့ကျွန်တော်အသက်တာမှာလေတခါတလေမျောလင်းချက်မဲ့တဲ့ဘလူလောက်ရမှမတည်တဲ့အခြေအနေမျိုးရောက်တဲ့အချိန်မှာကိုကယေရှုရဲ့တည်င်းကိုကြားဖို့လိုတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတည်င်းတွေတော့အများကြီးရှိမှာပေါ့နော်အခုချိန်မှာဆိုရင်လေFacebook ဖွင့်လို့ရှိရင်လေဟိုမှာဆံငေါရောင်းတာတွေပါတယ်လေနော်အများကြီးတွေကျွန်တော်တွေ့ရတာလေအဲ့ဒီတည်င်းတွေရောကောင်းတဲ့တည်င်းတွေစူးတဲ့တည်င်းတွေရောအများကြီးကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့အသက်တာမှာလေဘယ်လောက်ပဲမျောလင်းချက်မဲ့နေပါစီကျွန်တော်တို့ကြားရမှာကတော့ရှိတယ်နော်ယေရှုရဲ့အကြောင်းကြားတယ်ဒီမှာဒီအမျိုးသမီးကယေရှုရဲ့အကြောင်းကိုကြားတဲ့အခါမှာ तू ကဘာဖြစ်တယ်လဲဆိုတော့တူတော့ပဲပြောမယ်နော်ဒီမှာကျွန်တော်တို့ဒီအကြောင်းအရာလေးတည်ပြီးသားဆိုတော့ယေရှုတရင်ကြားတဲ့အခါမှာ तू ကဘာဖြစ်တယ်လဲဆိုတော့သူ့အထဲမှာယုံကြည်ခြင်းတစ်ခုရှိလာတယ်ဘာလဲဆိုတော့ဟုတ်ပြီယေရှုအကြောင်းကိုကြားတယ် तू ကဘာဖြစ်တယ်လဲဆိုတော့စနေနေ့လုံးတွေးတော့အနာဆွဲတယ်သူ့မှာရှိသမျှအကုန်လုံးကုန်ပြီဘာလို့ကုန်တယ်လဲဆိုတော့စီကိုတာဖို့စီရှောင်းဝန်ဒီတော့ပြီးတာပေါ့နော်ဒါပေမဲ့ဒီရှောင်းဝန်ဒီကသူ့မှာရှိတဲ့အနာရောဂါမပြောက်ကင်းစီနိုင်ဘူးမကိုတာပြီးနိုင်ဘူးဆိုတော့နောက်ဆုံးမှာသူကယေရှုတရင်ကြားတဲ့အခါမှာဘာပဲဖြစ်ယေရှုရဲ့ဝတ်လုံတော်ပေါ့နော်သူရဲ့အဝတ်ဖျားလေးတော်မှနည်းနည်းတွေ့ရင်တော့ကျမ်းမာခြင်းရမယ်ဆိုတဲ့ယုံကြည်ခြင်းရှိလာတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာဒီကနေ့အရောက်တိုက်ကိုကျွန်တော်တို့ပြန်လဲပြီးမှခွန်အားယူရအောင်ဒီအမျိုးသမီးကလုံးဝခွန်အားရှိမှလည်းမဟုတ်ဘူးသူအနေနဲ့စစ်နှစ်နှစ်ပတ်လုံးတွေးတော့အနာဆွဲတာမကဘူးကျွန်တော်တို့တညလောက်နော်နေမကောင်းဖြစ်ရင်တော့မှအားမရှိဘူးအားပြက်ပြီလေဘာမှမလုပ်နိုင်တော့ဘူးကျန်းစာဖတ်ဖို့တောင်းနေတာနော်ဖုန်းတောင်းမကြည့်နိုင်ဘူးတခါတလေအဲ့လိုမျိုးရှိလားမသိဘူးဒီအမျိုးသမီးမှလည်းသူ့မှာခွန်အားရှိမှာမဟုတ်ဘူးဒါပေမဲ့तू ကဘာကခွန်အားပေးတယ်လဲဆိုတော့သူ့ယုံကြည်ခြင်းကခွန်အားပေးတာဟာလေလုယာဟာလေလုယာဒီယုံကြည်ခြင်းကအထက်ကနေစတာဖြစ်တယ် तू ကယုံကြည်တယ်ဘာလို့ယုံကြည်တယ်လဲဆိုတော့ဒီယေရှုလို့လူတွေကပြောနေတဲ့ယေရှုကို तू နဲ့တွေ့ဖို့တော့မဟုတ်သေးဘူးနော် तू ဝတ်ထားတဲ့ဝတ်လုံကိုတော့နည်းနည်းထိရင်တော့ဒီကျမ်းမာခြင်းရမယ်ဆိုပြီးမှ तू ကယုံကြည်ခြင်းနဲ့ထွက်လာတယ်တကယ်ယေရှုရဲ့နောက်ကိုလိုက်တယ်အဲ့မှာလူအုပ်ကြီးတွေလိုက်လာတယ်လို့ပြောတယ်နော်လူအုပ်ကြီးတွေကလည်းလိုက်လေတချို့တွေကလည်းနော်ဘယ်လိုယေရှုလဲဆိုတာတကယ့်ကိုမြင်ချင်တဲ့လူလည်းရှိရင်ရှိမှာပေါ့နော်ပြီးတော့အနာယောဂငင်းချင်တဲ့လူတွေကောင်းချီးခံစားချင်တဲ့လူတွေနမိတ်လက္ခဏာမြင်တွေ့ချင်တဲ့လူတွေလည်းရှိရင်ရှိမှာပေါ့နော်ဒါပေမဲ့လူအုပ်ကြီးကလည်းယေရှုကိုပါလဲတိုက်ပြီးမှလေခလုတ်ဒီတိုက်ပြီးမှအကုန်လုံးတကယ့်လူအုပ်ကြီးတွေကလိုက်လာတာဖြစ်တယ်ဒါပေမဲ့ဒီအမျိုးသမီးလည်းလိုက်လာတယ်သူနောက်ကနေယုံကြည်ခြင်းနဲ့လိုက်လာတယ်ခွန်အားမရှိဘူးသူ့မှာဒါပေမဲ့ယုံကြည်ခြင်းနဲ့လိုက်လာတဲ့အခါမှာတကယ့်ယေရှုခရစ်တော်ရဲ့ဝတ်လုံတော်ကိုတူတဲ့အခါမှာတကယ့်ချမ်းသာခြင်းရတယ်ကျမ်းမာခြင်းရတယ်လို့ဒီမှာနှုတ်ကပတ်တော်မှာဖော်ပြထားတယ်အဲ့ဒီချိန်မှာယေရှုခရစ်တော်ကို तू ကတူလိုက်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့သူ့မှာဒီတွေးတော်နေတဲ့အနာကိုချက်ချင်းရပ်သွားတယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီချိန်မှာယေရှုကမသိသေးဘူး तू ကသိတယ်အမျိုးသမီးကသူ့အထဲကနေသိလာတယ်ဟာ तू ကယုံကြည်ခြင်းနဲ့တူလိုက်တဲ့အခါမှာဘာဖြစ်လဲသူ့မှာရှိတဲ့အထဲမှာရှိတဲ့အနာယောဂါဒီသူ့မှာရှိတဲ့ပူပန်မှုတွေအားလုံးကရပ်သွားတယ်ပျောက်သွားတယ်ဆိုတာ तू ကခံစားတယ်သူ့မှာအရင်ခံစားတာနော်ဆိုတော့ကျွန်တော်ယုံကြည်ခြင်းနဲ့ဖျားစီမှာဆူတောင်းတဲ့အခါမှာတိုးဝင်လာတဲ့အခါမှာဖျားကကောင်းကြီးတွေမပေးခင်မှာကောင်းကြီးတွေမခံစားရခင်မှာကျွန်တော်တို့မှာနံပါတ်1ရှိဖို့ကပါလဲဆိုတော့ကျွန်တော်တို့မှာငြိမ်သက်ခြင်းရှိဖို့ပဲဟာလေလုယာဟာလေလုယာကိုတည်ရမှာဖြစ်တယ်အဆူအယံတောင်းတယ်နော်တခုလူချင်းတဲ့ခါမှာယေရှုရှိမှဖယားရှိမှဆူတောင်းတယ်ယုံကြည်ခြင်းနဲ့ဆူတောင်းတယ်ဆိုပြီးကိုလည်းဘာမှလည်းမခံစားဘူးဘာမှဆူလဲတောင်းတယ်ဘာမှလည်းခံစားဘူးရရင်ရမှာပေါ့နော်တခါတလေကျွန်တော်တို့ဆူတောင်းတယ်ရှာဖို့ပြေးတဲ့သူရှိတော့ကအမေရန်ပြောတယ်သူဟိုမဆဲမှာပဲဖြစ်လေကျွန်တော်တို့ကဆူတောင်းတယ်မနေ့ဖြန်ကြရင်ဒါမှမဟုတ်အဲ့ဒီနေ့ကြရင် UN ရုံသွားမှာဖြစ်တယ်နော် officer ကောင်းလေးနဲ့တွေ့ဖို့ရန်အတွက်UN ကပြန်ရဖို့ရန်အတွက် OPE မှာကောင်းဖြစ်နိုင်ဖို့ရန်အတွက်ဆူတောင်းပေးကြပါဆိုပြီးမှဆူတောင်းတင်ပြတယ်ပြီးတော့နောက်ပတ်ဗုဒ္ဓဟိုနေ့မှာဟိုမဆဲမှာပြန်လာတယ်တစ်တီခါနာပေါ့နော်ကြီးယူတော့ချင်းမွန်ပါတယ်မမြော်လင်းပေးနဲ့ officer ကောင်းလေးနဲ့တွေ့ရတယ် UN ကလည်းပြန်ရတယ်ဆိုပြီးမှမမြော်လင်းပေးနဲ့ဆူတောင်းတာလေကျွန်တော်တို့ဒီကအဲ့ဒါတောင်မှရတယ်နော်အရာအမောစားကောင်းအဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အခါမှာဘယ်အချီနီဘယ်အတိုက်တာအထိကျွန်တော်တို့ကယုံကြည်ရမလဲဆိုတော့ဒီမနေ့လည်းရှားကပြောပြသွားပြီယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်တို့အဆုံးထိဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့တော့လူဘက်ကနေ90%ခ
ဖြစ်နိုင်တဲ့အချီအနေကိုအဲ့ဒါအခြေခံပြီးမှ90ရာခိုင်နှုန်းဖျားလုပ်ပြီးမယ်အဲ့လိုမျိုးပုံစံမဟုတ်ဘူးယုံကြည်ခြင်းနဲ့လုပ်တာလေဖျားကတရားရာခိုင်နှုန်းလုပ်ပြီးမယ်ဆိုတာယုံကြည်ခြင်းကအဲ့ဒါတကယ်ယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ဒီမှာဗစ်တိုရီယာမလေးရှားမှာနော်ဒီအမျိုးသမီးလိုပဲ12နှစ်မကဘူး15နှစ်တောင်ရှိရင်ရှိနိုင်တယ်လေနော်10နှစ်ဝန်းကျင်ဒီပဲမလေးရှားမှာနေရတယ်အရာခက်ခဲတယ်စူလဲတောင်းတယ်ဒါပေမဲ့အခုထိမသွားနိုင်သေးဘူးစိတ်ဓာတ်မကြပါနဲ့ဟာလေလုယာဘုရားသခင်ကအကျဉ်ရှိလို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာတကယ်ဘုရားသခင်ရဲ့နှလုံးသားကိုမထိသီးတာလားအဲ့လိုမျိုးလဲရှိနိုင်တယ်နော်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဒီအမျိုးသမီးလဲ तू ကယုံကြည်ခြင်းနဲ့တွားပြီးမှယေရှုခရစ်တော်ရဲ့ဝတ်လုံတော်ကို तू ကထိလိုက်တဲ့အခါမှာ तू ခံစားနေရတဲ့ယောဂကချက်ချင်း तू ကတွေးတော်နေတဲ့တွေးစင်းနေတဲ့အရာတွေကိုချက်ချင်းခန်းချောက်သွားတယ်လို့နှုတ်ကပတ်တော်မှာရေးထားတာဖြစ်တယ်အဲ့ဒီချိန်မှာဘာဖြစ်တယ်လဲဆိုတော့ယေရှုကတည်သွားပြီဟာဘယ်သူကငါ့ကိုထိတာလဲဗောနော်ဘယ်သူကငါ့ကိုထိတာလဲငါအထက်ကနေတကူထွက်သွားတယ်လို့ယေရှုကပြောလိုက်တာအဲ့မှာတပည့်တော်ဒီမေးတာဗောနော်ပေတရုဘယ်သူကငါ့ကိုထိတာလဲပြောတပည့်တော်ဒီကလည်းရှားလဲကွာဒီလောက်လူအုပ်ကြီးကလိုက်လာတာဘယ်သူကတိမာလဲအဲ့လိုမျိုးပေါ့နော်အခုခေတ်စကားနဲ့ဆိုရှားလဲဘာဖြစ်တာလဲရှားကြီးဖြစ်ပြီးမှငါတို့ကိုလာမေးတယ်ဗောအဲ့ဒီချိန်မှာယေရှုကတိတယ်လူတယောက်ကတော့ထိတယ်ငါတကူထွက်သွားတယ်လို့ယေရှုကပြောတယ်ဒီကနေ့ကျွန်တော်တို့ဆူတောင်းတဲ့အခါမှာလေမအဲ့လိုမဟုတ်ဘဲနဲ့လေပတ်ချင်ရည်တယ်ကျွန်တော်အဲ့တော့မယ်လေအဲ့ရဝင်မဲ့ချိန်မှာဆူတောင်းတာတချို့တွေကအဲ့လိုမျိုးချက်ချင်းလဲလိုက်တယ်အရာအိမ်ငိုက်တယ်ဖုန်းကြည့်တဲ့အခါမှာတော့အရာမျက်လုံးကတော့ပြုံးနဲ့ကြည့်ဆူတောင်းမယ်ဆိုရင်တော့ဆူတော့ကောင်းမတောင်းနိုင်ဘူးအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုမျိုးကတော့ယေရှုထဲကနေတကိုးတော်ကိုမထွက်စေရဘူးအာမင်အာမင်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့တောင်းရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့မှာလူအုပ်ကြီးကတော့ယေရှုကိုတော့တိုက်မိတယ်နော်ထိတယ်တူးတယ်အကုန်လုံးလှုပ်ပြီးပြီမဲ့ယေရှုကတော့တည်တယ်လူတယောက်ကတော့ငါ့ကိုတူသွားတယ်ဘယ်သူဖြစ်မလဲဆိုတာကို तू ဘေးနားကိုကြည်ပြီးမှနေတဲ့အခါမှာဒီအမျိုးသမီးကတော့တည်တယ်လေ तू ကတည်တယ်ယေရှုမပြောက်ခင်ကတည်းက तू မှတည် तू ကတည်ပြီးသားဘာလဲဆိုတော့ယုံကြည်ခြင်းနဲ့ယေရှုရှိလာတာလေကျမ်းမာခြင်းရဖို့ तू ကလည်းတကယ်လဲကျမ်းမာခြင်းရတယ် तू ဟာ तू တည်တယ်ဒါပေမဲ့ယေရှုနဲ့စကားမပြောရသေးဘူးအဲ့ဒီချိန်မှာယေရှုကလိုက်ရှာတဲ့အခါမှာဒီအမျိုးသမီးကလည်း तू ကမလင်ခြင်းဘူးအရှိကိုရှိတိုင်း तू ကဖွင့်ပြလိုက်တယ်ယေရှုရှိမှာဆိုတော့ဒီမှာ33ကိုဖတ်ချင်တယ်ထိုမင်းမဒီကိုနိုင်အဘဲတို့ဖြစ်ဒီကိုတည်တော်ကြောင်းကြောက်ရွံ့တုန်လှုပ်လျက်အထံတော်တို့လာပြီးလျက်ပြက်ဝဲ၍ထိုအကြောင်းရှိသမျှကိုအဟုတ်အမှန်ကြားလျှောက်လေ၏ဆိုတော့ဒီအမျိုးသမီးမှာဖြစ်ပြက်တဲ့အရာအလုံးကိုဒီအမျိုးသမီးကလည်းယေရှုရှင်မှာပြောလိုက်တယ်ကိုတော့ကျွန်မပါကျွန်မအထီလို့ကျွန်မမှလည်းအနာပြောက်ကင်းတယ်ကိုတော့စီကနေလည်းဒီတကိုးကိုထွက်သွားတယ်ဆိုတာကျွန်မထီလို့ပါဆိုပြီးမှ तू ကပြောတဲ့အခါမှာဒီမှာယေရှုကဘာပြောတယ်လဲဆိုတော့ကိုတော်ကလည်းငါသမီးတင်ဤယုံကြည်ခြင်းနှင့်တင်းအနာကိုငြိမ်းစီပြီးငြိမ်ဝတ်စွာသွားလော့ယောဂနှိမ့်ဆက်ခြင်းနဲ့ကင်လွတ်စီကိုမင်းတော်မူ၏လို့ပြောတယ်ဟာလေလုယာဟာလေလုယာဒီနောက်ဆုံးမှာဒီအမျိုးသမီးကသူ့မှာလေ तू ကအနာ तू တွေးစင်းတာဒီတွေးတော်အနာဆွဲတာကတော့ပျောက်သွားပြီဒါပေမဲ့ယေရှုနဲ့တွေ့ပြီးမှယေရှုနဲ့တွေ့တဲ့အခါမှာယေရှုကဘာပြောတယ်လဲဆိုတော့တင်းယုံကြည်ခြင်းကတင်းအနာကိုပျောက်ကင်းစီပြီလို့ပြောတယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့လူအပ်တာကယေရှုစီကနေကြားရမယ့်စကားဖြစ်တယ်ဟာလေလုယာကိုကတော့ယေရှုစီကနေလည်းဘာမှလည်းမကြားဘူးကိုကြည်နတ်လောက်အောင်ပဲဆူတယ်တောင်းတယ်ကိုကြည်နတ်လောက်အောင်ပဲချီးမွမ်းတယ်ဖခင်ကဘာကိုပြောတယ်လဲဆိုတာပြန်ပြီးမှနားမထောင်တော့ဘူးဆိုတော့ဒီအမျိုးသမီးကသူ့မှာအနာရောဂါပျောက်သွားတယ်ချက်ချင်းအိမ်ပြန်လို့ရတယ်သူထွက်ပြီးလို့လည်းရတယ်ဒါပေမဲ့မထွက်ပြီးဘူးသူကယေရှုစီကနေဘာဆက်ပြီးမှကြားရအောင်မလဲဆိုတာကိုစောင့်တဲ့အခါမှာယေရှုကဘာပြောလဲတင်းယုံကြည်ခြင်းနဲ့အနာကိုငင်းစီပြီးငြိမ်ဝတ်စွာတော်လို့ယောဂနဲ့ခြင်းနဲ့ကင်လို့စီကိုယေရှုကမြင်လိုက်ပါဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ဖခင်စီကိုတိုးဝင်တဲ့အခါတိုင်းမှာလေကျွန်တော်တို့အရန်ပျောက်လိုက်တာတန်ရှင်တော်ဝိညာဉ်တော်တူထီတယ်မျက်ရည်တောင်ကျတယ်ဆိုပြီးမှထွက်တော်ဖို့မဟုတ်ပါဘူးဖခင်ကကိုဘယ်လိုတုံးပြန်တယ်လဲဆိုတာကိုလည်းပြန်ပြမနားထောင်တတ်ဖို့လိုတယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီအမျိုးသမီးကိုယေရှုကပြောလဲ
तू ကျမ်းမာခြင်းရတာ तू ကတိသွားပြီလေဘာလို့လဲဆိုတော့ယေရှုကို तू ကထိလိုက်ပြီဒါပေမဲ့ယေရှုက तू အထက်ကနေတကူထွက်သွားတာကို तू ကတိတဲ့အခါမှာဒီအမျိုးသမီးကိုတွေ့တယ်မိတဲ့အခါမှာဒီယောဂနဲ့ဆင်ခြင်းကနေအစဉ်ကဲလွတ်ပါစေတင်းယုံကြည်ခြင်းကတင့်ကိုလွတ်မြောက်စေပြီလို့ပြောတယ်ဟာလေလုယာဟာလေလုယာဒီကနေ့ယုံကြည်ခြင်းကဘယ်လောက်အရေးကြီးလဲဆိုတာပြောချင်တာဖြစ်တယ်အာမင်ဆိုတော့ဒီအမျိုးသမီးယုံကြည်ခြင်းနဲ့ရှောက်လာတယ်ယေရှုစီသွားလာတယ်သူယုံကြည်ခြင်းနဲ့ပဲဖခင်သခင်ရဲ့တကူတော်ကိုဆွဲထုတ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ဆူတောင်းတဲ့အခါမှာပဲအတက်တာမှာလေတခုခုလိုအပ်တာရှိရင်ဒီအမျိုးသမီးလောက်ယုံကြည်ခြင်းရှိပြီးမှကျွန်တော်တို့ဖခင်စီတိုးဝင်ဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီချိန်မှာဖခင်သခင်သူ့အထဲမှာရှိတဲ့ဒီလုံနိုင်စွမ်းဒီတကူကိုဆွဲထုတ်နိုင်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါဒီကယူယုံကြည်ခြင်းမဟုတ်ဘူးနော်တကယ်မြော်လင့်ချက်မဲ့နေတဲ့အချိန်မှာ 100% ကျွန်တော်ယုံကြည်နိုင်မှဘုရားသခင်ထဲမှာရှိတဲ့ဒီတကူဒီနမိတ်လက္ခဏာအလုံးကိုဆွဲထုတ်နိုင်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့တော့အဲ့လိုမဟုတ်ဘူးလေနော်အဲ့ဒီလောက်ယုံကြည်ခြင်းအားမကြီးဘူးယုံကြည်ခြင်းအားကြီးတာငယ်တာဘာမှမဆိုင်ဘူးနော်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အရာတွေပြောရင်တော့ယေရှုခရစ်တော်ပြောတာပါလေမုန်နင်းစီလောက်ပဲတိတိလေးပဲယုံကြည်ခြင်းကြီးနော်အဲ့လိုမျိုးမဟုတ်ပါဘူးယုံကြည်ခြင်းဆိုတာကျွန်တော်တို့အစစ်မပြတ်ယုံကြည်ဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ပိုက်ဆံစီးတဲ့အချိန်မှာတော့ယုံကြည်ခြင်းငါတို့တော့ချီးမွမ်းနိုင်ပါတယ်နော်ဘာလို့လဲဆိုတော့အစင်ပြီးတယ်လေနော်ဒါပေမဲ့နည်းနည်းခက်ခဲတွေကြုံတဲ့အခါမှာဒီလောက်ဆူတောင်းတာနော်ဘုရားကျောင်းတက်တာဒီလောက်အတင်းတော်မှာပါဝင်ဆက်ကတ်တာဘာမှလည်းမဖြစ်ဘူးအဲ့လိုမျိုးမဟုတ်ပါဘူးကိုမှဖြစ်ဒီဖြစ်စီမရှိဒီဖြစ်စီနော်အစင်ပီဒီစီမပီဒီဖြစ်စီဖခင်ကိုယုံကြည်ခြင်းကတော့အဲ့ဒါတကယ်ယုံကြည်ခြင်းအစီဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီအမျိုးသမီးကလည်းသူ့မှာဒီအနာရောဂါပြုတ်မယ်ဆိုတာ 100% ယုံကြည်တယ် तू ကဒီအနာရောဂါမပြုတ်ရင်တော့မှ तू ကဆက်လက်ပြီးမှယုံကြည်အောင်မှာဖြစ်တယ်ဟာလေလုယာအဲ့လိုမျိုးယုံကြည်ခြင်းရှိဖို့အမတာမှလိုအပ်တာကိုတွေ့ရတယ်ဟုတ်ပြီဆက်လက်ပြီးမှတွားရအောင်ဆိုတော့ဒီတရားစကားမူကယေရှုစီကိုသွားတယ်သူ့တမီးကတော့ဒီကြားထဲမှာတီးပြီလေဘာလို့လဲဆိုတော့ဒီလမ်းခုလက်မှာဒီအမျိုးသမီးကသူတို့ကိုနောက်ဆက်ပေးမှလေဒီမှာသူတို့ကအကြီးအကျယ်လှုပ်ရှားနေတဲ့အချိန်မှာသူအိမ်မှာရှိတဲ့သူ့တမီးကတီးသွားပြီဆိုတော့အငယ်35မှာသူတို့မင်းတော်မူစဉ်တွင်တရားစကားမူအိမ်မှလူလာ၍ကိုတော်ဤတမီးတီးပါပြီအဘဲအကြောင်းဆရာကိုနောက်ဆက်သည်တနည်းဟုဆိုကြ၏လို့ပြောတယ်ဒီအမျိုးသမီးကတော့12နှစ်ပတ်လုံးတွေးတော်အနာဆွဲတဲ့အမျိုးသမီးကတော့ကျမ်းမာခြင်းရသွားပြီဒါပေမဲ့သူတို့သွားမဲ့နေရာတကက်သွားမဲ့နေရာကိုသူတို့မရောက်သေးဘူးသွားမဲ့နေရာဘယ်နေရာလဲဆိုတော့ဒီတရားစကားမူရဲ့အိမ်ယာကီရိုရဲ့အိမ်သွားဖို့ဖြစ်တယ်သူ့သမီးငယ်စီမှာသွားဖို့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလမ်းခုလမ်းမှာဒီအမျိုးသမီးကအမျက်ရတာပေါ့နော်သူကအမျက်ရသွားတယ်ဆိုတော့တခါတလေမှာကျွန်တော်တို့ကဆူတောင်းတယ်ကောင်းချီးခံစားတယ်တခါတလေမှာကြမ်းကြတယ်အချင်းကကြားတယ်ဖယားသခင်နားမညောင်ဘူးလားဆိုတဲ့အချက်အနည်းမျိုးကြုံရတတ်ပါတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာဖယားသခင်ကကြီးမားတဲ့အလုပ်လုပ်တာကိုကျွန်တော်တို့မြင်တွေ့ရှိတာပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီမှာဒီယာကီရိုရဲ့တမီးကတည်သွားပြီဆိုပြီးမှသူ့အိမ်ကနေသူ့အစီခံတရားလာပြီးမှယာကီရိုရှိမှလာပြောတယ်တမီးတည်သွားပြီကိုရောရဲ့တမီးတည်သွားပြီဘာလို့ဆရာကိုနောက်ဆက်တီးတယ်လဲပေါ့နော်အခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့တမီးကတည်သွားပြီလေနော်တတိယတမီးတည်သွားပြီဒီမှာရှာဝန်လဲခေါ်မလာနဲ့တော့သူလည်းဘာမှလုပ်နိုင်မှာမဟုတ်ဘူးအဲ့လိုတဘောပေါ့နော်သူအိမ်ကနေလူတွေလာတယ်အဲ့ဒီစကားကိုဘယ်သူကကြားလဲဆိုတော့ယေရှုကကြားတယ်30ကျောက်ဆက်လက်ပြီးမှဖတ်ရအောင်သူစကားကိုယေရှုဒီကြားလျင်မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစီလို့ဟုတရားစကားမွားချက်ချင်းမင်းတော်မူ၏လို့ပြောတယ်ဒီမှာအင်ကနေဘယ်သူလာလဲလူတွေလာတယ်ဒီယာကီရိုရဲ့တမီးဘာဖြစ်သွားပြီလဲအခုတည်သွားပြီသူယေရှုရှိလာတော့ငါမတည်သေးဘူးနော်အတဲအတန်ဖြားနေတယ်တည်လို့နေပြီပေါ့နော်ဒါပေမဲ့အဲ့ဒီသူတို့ကလမ်းကြမှာဒီအမျိုးသမီးကသူတို့အနောက်အဆက်ပေးတဲ့အခါမှာသူ့တမီးတည်သွားပြီဆိုပြီးမှတည်င်းကိုပို့လာတယ်တည်င်းပို့လာတဲ့အခါမှာယာကီရိုပဲကြားတာမဟုတ်ဘူးယေရှုကလည်းကြားတယ်ကြားတဲ့အခါမှာယေရှုကပြောလဲဒီတရားရမိုးစီမှာမကြောက်နဲ့ဟာလေလုယာဟာလေလုယာမကြောက်နဲ့ပါရှိဖို့လို့လေယုံကြည်ခြင်းစိတ်တစ်ခုသာရှိပါလို့ပြောတယ်ယေရှုကဟာလေလုယာဟာလေလုယာဒီနေ့အဲ့ဒီစကားကိုအရောက်တိုင်းကိုကြားစီခြင်းတာဖြစ်တယ်မကြောက်ပါနဲ့ဟာလေလုယာ
ကျွန်တော်တို့ဘဝမှာလေအတက်တာမှာဘယ်အခြေအနေပဲရောက်နေပါစီမကြောက်ပါနဲ့ဟာလေလုယာဘီနာကလူတွေနှုတ်ဆက်ရောက်မကြောက်ပါနဲ့လို့ပြောရအောင်ဟာလေလုယာဟာလေလုယာမကြောက်ပါနဲ့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိပါလို့ပြောရအောင်ဆိုတော့ဒီယာကီရိုအတရင်ကြားတဲ့အခါမှာယေရှုကပြောလဲမကြောက်ပါနဲ့ယုံကြည်ခြင်းစိတ်တစ်ခုတည်းရှိပါဆိုပြီးမှပြောလိုက်တဲ့အခါမှာသူတို့ကဆက်ပြီးမှသွားတယ်အဲ့ဒီချိန်မှာလူအုပ်ကြီးကလိုက်လာတဲ့အခါကျတော့ယေရှုခရစ်တော်ကပြောတယ်လဲဆိုတော့ဒီလူအုပ်ကြီးကိုမလိုက်ခိုင်းတော့ဘူးသူကအငယ်30ခွန်မှာပီတရုယာကုပ်နဲ့ယာကုပ်၏ညီယောဟန်ဒီတပည့်တော်3ယောက်ပဲခေါ်တော့တယ်ယေရှုကဘာလို့လဲဆိုတော့ဒီမှာသူတို့လောက်ရမယ့်အရာအမတာမှကြီးမားတယ်ဘာလို့လဲဆိုတော့ဒီမှာလူအနေနဲ့ဒီသမီးငယ်ကတည်သွားပြီလေဆိုတော့ဒီနေရာကိုသွားဖို့ရအတွက်လူအုပ်ကြီးကိုသူကမခေါ်တော့ဘူးတပည့်တဲ့3ယောက်ခေါ်တယ်ပြီးတော့ယာကီရိုနဲ့ယေရှုနဲ့9ယောက်ယာကီရိုအင်ကိုသူတို့လာတယ်ယာကီရိုအင်ရောက်လာတဲ့အခါမှာလူတွေကဘာဖြစ်တယ်လဲဒီမှာလူတွေကငိုကြတယ်တမီးငယ်နဲ့အဖေတော်မရောက်တီးဘူးဘာလို့နည်းနည်းမဆုံးတာလဲပေါ့နော်ဒီမှာအမျိုးသမီးတွေကငိုနေကြတာရောမှာဆိုရင်လေအဲ့လိုမျိုးလူတီတွေရှိတဲ့အခါမှာအရင်တော့ကကျွန်တော်တို့အမေရီသွားဖို့တယ်သူတို့ကငိုကြတာပေါ့နော်တချို့တွေကမငိုတတ်ဘူးတဲ့မငိုတတ်တော့သူတို့ကအရေးဒီပါရီယူပြမဒီမှာငိုပြတာပေါ့နော်ဆိုတော့အဲ့မှာယေရှုနဲ့ယာကီရိုသူတို့ရောက်လာတဲ့အခါမှာသူတို့အိမ်မှာဘာဖြစ်တယ်လဲဆိုတော့သူတို့ကအုပ်တဲငိုတန်တွေရောအမျိုးမျိုးသူတို့ကစူပူတောင်းကျမ်းတဲ့အရာတွေကိုကြားတဲ့အခါမှာယေရှုကဘာပြောတယ်လဲဆိုတော့ဒီမှာအငယ်39မှာအတွင်းတို့ဝင်၍တင်တို့ဒီအဘဲကြောင့်အုပ်တဲပြုတ်၍ငိုကြွေးကြသည်။သူငယ်တီမဟုတ်အိပ်ပျော်ဒီဟုမင်းတော်မူ၏လို့ပြောတယ်ယေရှုရောက်လာတဲ့ခါမှာပြောလဲဘာလို့အဲ့လောက်ငိုနေကြတာလဲဘာလို့အဲ့လောက်ဝမ်းနဲ့ပြေးမှပူဆွေးနေကြတာလဲနော်အဲ့ဒီသူငယ်မခလီမတီတာမဟုတ်အိပ်ပျော်နေတာဟာလေလုယာဟာလေလုယာဒီကနေ့မှာအိမ်ထောင်မိသားစုတိုင်းမှာငါတို့ယူအိမ်ကတော့ဘာမှမမျော်လင့်တော့ပါဘူးယုံကြည်ခြင်းနဲ့ပဲစောင့်နေပါတယ်မပြောပါနဲ့အဲ့ဒါကိုအိပ်နေတာဖြစ်တယ်မနူးတီးလို့လေဒီကနေ့အဲ့ဒါနိုးဖို့ရရင်ကွယေရှုလာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီယာကီရိုရဲ့တမီးကိုတီသွားပြီဒါပေမဲ့ယေရှုကတော့ဆက်သွားနေစေပဲဘာလို့လဲဆိုတော့ तू ကဆက်ကြော်တာတစ်ခုလုံးကိုပိုက်တာအုပ်စုတာလေကျွန်တော်တို့အသက်တာကိုကျွန်တော်တို့လူသားကို तू လက်နဲ့ဖန်ဆင်းတာလေ तू မှဘာမှမလုပ်နိုင်ဘူးဆိုတာမရှိဘူးဟာလေလုယာမဖြစ်နိုင်တာမရှိဘူးကိုကအပဲမယုံကြည်နိုင်တာအဲ့ဒါပဲရှိတယ်အဲ့ဒါကြောင့်ယေရှုကပြောလဲယာကီရိုရှိမှာယုံကြည်ခြင်းပဲရှိပါလို့ပြောတယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့စူးရင်ကြောက်ရွံ့ဖို့မဟုတ်ဘဲနဲ့ယုံကြည်ခြင်းရှိဖို့ပဲလိုတယ်ဟာလေလုယာဟာလေလုယာလူအနေနဲ့နည်းနည်းပါးတော့စူးရင်တာပေါ့နော်အဲ့ဒါတွေကစာတန်ရဲ့လောက်ရည်ဖြစ်တယ်ဟာလေလုယာမစူးရင်ပါနဲ့ဟာလေလုယာဟာလေလုယာကျွန်တော်တို့ဘဝတစ်ခုလုံးဟာကိုတော်လက်ထဲမှာပဲရှိတယ်ဟာလေလုယာဆိုတော့ဒီယာကီရိုအိမ်မှာလူတွေကငိုတဲ့အခါမှာယေရှုကပြောလဲတီတာမဟုတ်ဘူးလေဘာလို့အဲ့လောက်ငိုကြတာလဲအိပ်ပျော်နေတာလို့ပြောတဲ့အခါမှာအဲ့မှာရှိတဲ့အမျိုးသမီးတွေထင်တယ်သူတို့ကပြည့်ရပြုတ်တယ်လို့ပြောတယ်ဟာယာကီရိုကလည်းဒီယေရှုလို့ပြောတဲ့လူကိုအင်္ဂါတိခေါ်လာပြီးမှဒီမှာတမီးတီသွားတာတောင်မှအိပ်ပျော်နေတယ်လို့ပြောသေးတယ်ဆိုပြီးမှလေနော်သူတို့ကနောက်ပြောင်ပြီးမှသူတို့ကရည်ပြတာဟာဒီလောက်ဆရာကြီးကိုအဝေးကြီးကနေခေါ်လာပြီးမှဒီတမီးငယ်လေးတီတာတောင်မှအိပ်ပျော်နေတယ်လို့ပြောသေးတယ်မဖြစ်သေးဘူးထင်တယ်ဆိုပြီးမှသူတို့ကကဲရဲ့ပြီးမှပြောဆိုကြတာပေါ့နော်အဲ့ဒီချိန်မှာယေရှုကပြောလဲနင်တို့အဲ့လိုပြောတယ်ဆိုတော့မယုံကြည်နိုင်ဘူးဆိုတော့အပြန်ထုတ်ခိုင်းလိုက်တယ်ဟာလေလုယာဟာလေလုယာဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အသက်ရှင်ပြီးမှယုံကြည်ခြင်းနဲ့ရှောက်လာတဲ့အခါမှာလေလူတွေကကဲရဲ့လောင်ပြန်ဒီနော်လူတွေကပြည့်ရဲ့ပြုတ်တဲ့အချိန်တွေရှိရင်ရှိနိုင်တယ်အဲ့ဒါတွေငါယူမဆိုင်ပါနဲ့ဟာလေလုယာမောင်းထုတ်လိုက်ပါဟာလေလုယာယုံကြည်ခြင်းကိုနည်းနည်းကလေးတော့မှမခိုင်မာစေတဲ့အရာဒီ negative အသွေးတွေရှိတဲ့အမှန်တမျှကိုဖယ်ထုတ်လိုက်ပါဟာလေလုယာဟာလေလုယာဒီမှာလဲယေရှုကအိမ်မှာရှိတဲ့လူတွေအားလုံးအပြန်ထုတ်လိုက်တယ်အိမ်မှာဘယ်သူပဲကြံလဲဆိုတော့တပည့်တော်3ယောက်ကြံတယ်ယေရှုနဲ့နော်ယာကီရိုသူတို့လေမယာပြီးတော့တမင်းငယ်နဲ့ဆိုရင်9ယောက်ကြံတယ်9ယောက်နဲ့ပဲဘုရားသခင်ကသူ့ရဲ့နာမည်လက္ခဏာကိုလုပ်တာဖြစ်တယ်ဟာလေလုယာ
ဟာလေလုယာဆိုတော့ကျွန်တော်အသက်တာမှာလည်းယုံကြည်ခြင်းနဲ့ကြွေးကြော်တဲ့အခါမှာယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အခါမှာအဲ့ဒီအရာတွေကိုကျွန်တော်တို့ယုံကြည်ခြင်းကိုဆွဲချက်မဲ့အရာမှန်တမျှကိုဖယ်ထုတ်ဖို့လိုတာဖြစ်တယ်ဟာလေလုယာဆိုတော့ယေရှုကလည်းအဲ့ဒီအိမ်ထဲမှာလူအုပ်ကြီးရှိတဲ့လူမှန်တမျှကိုဖယ်ထုတ်လိုက်တယ်သူ့မှာရှိတဲ့တပည့်တော်3ယောက်နဲ့ခလီမရဲ့အဖေအမေနဲ့ခလီမသူတို့9ယောက်ပဲကြံတယ်အဲ့ဒီချိန်မှာဘာလို့တလဲဆိုတော့ဆယ်လပြေမှာနှုတ်ကပတ်တော်ဒီကိုဖတ်ခြင်းတယ်41မှာသူငယ်လျောင်းရအရတ်တို့ဝင်၍သူငယ်ဤလက်ကိုတော်ကိုင်တော်မူလျက်တာလီတကူမီဟုမင်းတော်မူ၏အနေကမင်းမငယ်ထားလို့ဟုဆိုလိုတည်းထိုခဏချင်းတွေမင်းမငယ်ထား၍လမ်းသွား၏သူဒီ32နှစ်အရွယ်ရှိ၏လို့ဒီမှာနှုတ်ကပတ်တော်ကပြောထားတာဖြစ်တယ်ဆိုတော့ယေရှုကဘာလို့တလဲဆိုတော့မင်းမငယ်လက်ကိုကိုင်ပြီးမှသူမင်းမငယ်ထားလို့ဆိုပြီးမှယေရှုကပြောတဲ့အခါမှာဒီမင်းမငယ်ကလည်းထားပြီးမှချက်ချင်းထားတယ်ထိုင်တယ်လို့မပြောဘူးထားပြီးမှလမ်းလျှောက်တယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာဒီကနေ့ယေရှုကတင်းအသက်တာမှာရောက်လာပြီဆိုရင်လေတင်းအသက်တာမှာအိပ်ပျော်နေတဲ့အရာတွေနော်တည်နေတဲ့အရာတွေမြောင်လင်းချက်မဲ့နေတဲ့အရာတွေကိုချက်ချင်းအသက်ရှင်လာမှာဖြစ်တယ်ဟာလေလုယာမျက်လုံးဒီဖွင့်ပြီးမှဖြည်းဖြည်းလေးထားတယ်လို့မပြောဘူးဒီမှာချက်ချင်းထားတယ်လို့ပြောတယ်ဟာလေလုယာဟာလေလုယာဖခင်လုပ်ရင်အဲ့လိုလုပ်တာဖြစ်တယ်ဟာလေလုယာစိတ်ရုပ်လို့မဟုတ်ဘူးသူကဖြည်းဖြည်းလေးနဲ့အဲ့လိုမဟုတ်ဘူးဖခင်လုပ်ရင်တော့ချက်ချင်းပဲဖြစ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီတမင်းငယ်ထားလာတဲ့အခါမှာလူတွေကအံ့ဩတယ်ဒီတမင်းငယ်ကဘယ်နှစ်အရွယ်လဲ12နှစ်အရွယ်ဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့အခုနကြားထဲမှာဒီယာကီရုကသူ့အင်ကိုမရောက်ခင်မှာဒီလန်ခုလက်မှာအနောက်အရှက်ပေးတဲ့ကျမ်းမာချင်းရသွားတဲ့တွေးတော်အနာဆွဲတဲ့အမျိုးသမီးကတော့12နှစ်လုံးခံစားရတယ်ဒီမှာဒီမင်းမငယ်ကတော့သူတည်သွားတာနာရီပိုက်ပဲဖြစ်တယ်10နှစ်ကြာပါစီ12နှစ်ကြာပါစီတလနလဖြစ်ပါစီဘာမှမစိုးရင်ပါနဲ့ဟာလေလုယာဟာလေလုယာအချိန်ကြာတာအချိန်မကြာတာအဲ့ဒါဘာမှမဆိုင်ဘူးဘုရားသခင်အလုတ်ရင်လေ तू ကလုတ်ဖြစ်တယ်ဆိုရင်တော့ဖြစ်တဲ့ပြောင်းတဲ့အတိုင်းဖြစ်လာတာဖြစ်တယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့အသက်တာမှာခွန်အားရယုံကြည်ခြင်းနဲ့ဘုရားရှိခိုးဒူးဝင်လဲအခါမှာအောင်ငါတို့က10နှစ်တောင်ကြာပြီနော်လွယ်နဲ့မခေါ်နိုင်တော့ဘူးလားဒါမှမဟုတ်ကျွန်တော်တို့အသက်တာမှာလေခံစားတဲ့ဒီယောဂါတွေမပြောက်နိုင်တဲ့ယောဂါတွေရှိရင်လည်းမယုံကြည်ပါဟာလေလုယာဘယ်လောက်ကြာလဲဆိုတာမစိုးရင်ပါနဲ့ဖခင်ကအချိန်နဲ့ဘာမှအလုပ်လုပ်တာမဟုတ်ဘူးသူဖြစ်စီဆိုရင်ဖြစ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီမှာဒီသမီးငယ်လေးကအသက်ရှင်လဲခါမှာသူတို့ကအယံဝမ်းတာတယ်ဘုရားသခင်ရဲ့ကြည်ယူတော်ကိုသူတို့အချီးမွမ်းတယ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုမြင်တွေ့ရတယ်ဆိုတာကျွန်တော်တို့တွေ့နေရတာဖြစ်တယ်ဒီကနေ့အတိတ်ကပြောချင်တာပါလဲဆိုတော့ယုံကြည်ခြင်းရှိဖို့ပဲဟာလေလုယာဟာလေလုယာကိုယုံကြည်တဲ့အတိုင်းကိုအပေါ်မှာဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဟေပြအခန်းကြီး7:6မှာပြောတယ်လေယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်လို့ပြောတယ်ဆိုတော့ယုံကြည်ခြင်းဘယ်လောက်ထိအရေးကြီးတယ်လဲအဲ့ဒါကြောင့်ကျွန်တော်တို့ဆုတောင်းနေယုံကြည်ခြင်းနဲ့လို့ပြောနေပြီမဲ့ဘုရားသခင်စိတ်တော်တွေ့နိုင်လောက်အောင်ယုံကြည်ခြင်းမရှိလို့လေနော်ကျွန်တော်ကယုံကြည်တယ်မဖြစ်ရင်လည်းဘာမှဖြစ်ပါဘူးဆုတောင်းမယ်အဖြစ်ရရင်လည်းအမျက်ပေါ့မရရင်လည်းဘာဖြစ်လဲအဲ့လိုမျိုးတွေလေတခါတလေအဲ့လိုမဟုတ်ဘူးယုံကြည်ခြင်းဆိုတာကမမြင်နိုင်တဲ့အရာဒီမနေ့လက်ရှာပြောက်သွားပြီကျွန်တော်တို့ယုံကြည်ခြင်းဆိုတာကျွန်တော်တို့မြောင်လင်းတယ်အဲ့ဒီမြောင်လင်းချက်တွေကမမြင်နိုင်သေးဘူးလူမျက်စိနဲ့မြင်လို့ရတဲ့ယုံကြည်ခြင်းမျိုးမဟုတ်ဘဲနဲ့ကိုမျက်မှောက်မှာဘုရားသခင်ရဲ့တကိုးတော်အားဖြင့်ဖြစ်လာမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ယုံကြည်တဲ့အဲ့ဒီယုံကြည်ခြင်းကဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့ယုံကြည်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အသက်ရှင်လာတဲ့အခါမှာဒီယုံကြည်ခြင်းကိုကျွန်တော်တို့ပို့ပြီးမှခိုင်မာလာအောင်အချက်3ချက်နဲ့နည်းနည်းလေးပြောအောင်မယ်နော် ABC နဲ့ဒီမှာတတ်ထားတယ် A မှာတော့ agree ပေါ့နော် agree သဘောတူတယ်ဆိုတော့သဘောတူတယ်ဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့စကားကိုကျွန်တော်တို့သဘောတူဖို့ဖြစ်တယ်သဘောတူပြီးမှကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဘာပဲဖြစ်ဘုရားရဲ့စကားမှာပဲဘုရားရဲ့နှုတ်ကပတ်တော်ပေါ်မှာပဲယက်တည်မယ်ဆိုတာကိုသဘောတူပြီးမှဆုံးဖြတ်ချက်ချလိုက်တာအာမင်အဲ့ဒါနံပါတ် A ပေါ့နော် A agree မဿဲ9:26မှာဘာဖြစ်လဲဆိုတော့လူမတတ်နိုင်ဒါပေမဲ့အရာခတ်တဲ့ကိုဘုရားသခင်တတ်နိုင်တော်မူ၏လို့ပြောတယ်ဆိုတော့လူတွေရဲ့မတတ်နိုင်တဲ့အရာပေါ်မှာကျွန်တော်တို့လူအနေနဲ့မစင်စားဘဲနဲ့ဘုရားသခင်တတ်နိုင်တဲ့အရာကိုနှုတ်ကပတ်တော်ကိုသဘောတူဖို့ agreement လုပ်ဖို့
အဲ့ဒါနံပါတ်1ကျွန်တော်တို့ယုံကြည်ခြင်းနံပါတ်2မှာ B မှာတော့ဗာလဲဆိုတော့ belief ယုံကြည်ခြင်းယုံကြည်စိတ်ချတယ်ကျွန်တော်တို့သဘောတူထားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ပေါ်မှာယက်တည်ပြီးမှသူဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းနဲ့ရှောက်လန်းတယ်ယုံကြည်စိတ်ချတယ်နံပါတ်2အနေနဲ့ဆိုတော့ယောမအခန်းကြီး30မှာယုံကြည်ခြင်းနဲ့ဖြောင့်မတ်ရာတို့ရောက်ခြင်းကယုံကြည်ရတယ်လို့ပြောတယ်နော်ဆိုတော့ကျွန်တော်တို့နှလုံးသားနဲ့ဘုရားစကားကိုယုံကြည်ရတယ်နောက်ဆုံးနံပါတ်4မှာတော့ confess ကြွေးကြော်တယ်ကြွေးကြော်ဝန်ခံဖို့အမတားမှအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ဒီနှုတ်ကပတ်တော်မှာဒီသဘောတူထားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ယုံကြည်တယ်ယုံကြည်တဲ့အပေါ်မှာကျွန်တော်နှုတ်ကနေဝန်ခံတယ်အာမင်ဟာလေလုယာကြွေးကြော်တယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့အမတားမှအလိုအပ်တဲ့အရာကဘာလဲဆိုတော့ဝန်ခံကြွေးကြော်တတ်ဖို့အမတားမှအရေးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့တုတ်တန်အခန်းကြီး18-20-21မှာပြောတယ်လဲဆိုတော့နှုတ်ရဲ့အတီးကိုဝန်ပြရတယ်လို့ပြောတယ်နှုတ်ကနေကျွန်တော်မွတ်ဆိုတဲ့အတိုင်းကျွန်တော်အသက်တာမှာပြန်လာမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်အနှုတ်လက်ခဏာတွေနော်မဖြစ်နိုင်တဲ့အရာတွေမဝန်ခံမကြွေးကြော်ပဲနဲ့နှုတ်ကပတ်တော်ကဖြစ်နိုင်တယ်ဆိုရင်တော့ဖြစ်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုသဘောတူပြီးမှယုံကြည်စိတ်ချရင်းနဲ့ကျွန်တော်တို့ဝန်ခံတတ်ဖို့လိုတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမြင်တို့ UN ကတော့နာမည်တူတယ်ဟုတ်လားမဖြစ်နိုင်ဘူးနော်အခုအချိန်ထိမခေါ်ဘူးအဲ့ဒါတွေမစိုးရင်ပါနဲ့အသက်တာမှာလေဘယ်ယောဂပဲရှိဘာအနာယောဂပဲရှိမစိုးရင်ပါနဲ့ကျွန်တော်တို့ကိုအသွေးနဲ့ကယ်တင်တဲ့ဖခင်ကအရာခတ်တဲ့ကိုသတ်ဆွမ်းနိုင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ဝိညာဉ်တက်ကိုကယ်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီလောကအသက်ရှင်တဲ့အခါမှာလေယုံကြည်ခြင်းနဲ့တူးဝင်ပြီးမှကျွန်တော်တို့မှာလူအပ်သမျှကိုတောင်းလျှောက်တဲ့အခါမှာကျွန်တော်တို့ဝန်ခံတတ်ဖို့လိုတာဖြစ်တယ်ဟာလေလုယာနေ့စဉ်ကျွန်တော်တို့အသက်ရှင်တဲ့အခါမှာမနေ့အိယာထားတဲ့အခါမှာနော်အလုပ်သွားတဲ့အခါမှာလဲကျွန်တော်တို့ဒီအကောင်းမြင် positive ပိုက်ကိုပဲကျွန်တော်တို့ဝန်ခံတတ်ဖို့လိုတာဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ကိုပဲကျွန်တော်တို့ဝန်ခံပြီးမှကျွန်တော်တို့နှုတ်ကနေမွတ်ဆူတလောက်ကျွန်တော်တို့အတီးကိုစားရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ယုံကြည်ထားတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုနှုတ်ကနေဝန်ခံကြွေးကြော်ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ကြွေးကြော်တဲ့အတိုင်းကျွန်တော်တို့နှုတ်ကနေဝန်ခံတဲ့အတိုင်းကျွန်တော်တို့အသေးကိုစားရမှာဖြစ်တယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှာကဒီချင်းရှင်ချင်းကိုပိုက်တာတဲ့အတွေ့အကြုံကျွန်တော်တို့အသက်တာမှာလဲအစင်ပြေဖို့နော်အစင်ပြေဖို့ရအတွက်တော့လည်းကောင်းကျမ်းမာဖို့ရအတွက်လည်းကောင်းကျွန်တော်တို့ဝန်ခံတတ်ဖို့အမတားမှအရေးကြီးတယ်ကျွန်တော်တို့ဖခင်သခင်ကဘာလို့နှုတ်ကိုပေးထားတယ်လဲဆိုတော့ဝန်ခံဖို့ဖြစ်တယ်ဟာလေလုယာမကောင်းတဲ့အရာတွေမဟုတ်ဘူးနော်ဆဲဖို့မပြောဘူးဒီမှာနှုတ်ကပတ်တော်ကိုကျွန်တော်တို့ယုံကြည်တဲ့အတိုင်းဝန်ခံဖို့ပဲဟာလေလုယာဟာလေလုယာဒီလိုကိုဆဲဖို့ဟိုလိုကိုဆဲဖို့เนาะအဲ့လိုမျိုးမဟုတ်ဘူးကောင်းတဲ့အရာကိုကျွန်တော်တို့ဝန်ခံတတ်ဖို့လိုတယ်ဟာလေလုယာဟာလေလုယာဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အရာလေးကိုကျွန်တော်ပြောတဲ့အခါမှာဘာမှမပူပါနဲ့ဟာလေလုယာကျွန်တော်တို့အသက်တာမှာဒီနေ့မြောက်လင်းချက်မဲ့နေတဲ့သူတွေအတွက်ဘုရားသခင်ကလမ်းဖွင့်ပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီ12နှစ်လုံးသွေးတော်အနာဆွဲတဲ့အမျိုးသမီးကသူယုံကြည်ခြင်းနဲ့ယေရှုခရစ်တော်စီကိုရောက်ပြီးမှသူယုံကြည်ခြင်းနဲ့သူဝက်အဖျားလေးကောင်မှတူတဲ့အခါမှာကျမ်းမာခြင်းရသွားတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကအရာခတ်တဲ့ကိုတတ်ဆွဲနိုင်တဲ့အရှင်ဖြစ်တယ်ယာကီရိုရဲ့တမီးတည်သွားပြီဒါပေမဲ့ယေရှုကဘာပြောလဲအိပ်ပျော်နေတယ်လို့ပြောတယ်ဘုရားကအိပ်ပျော်နေတယ်ဆိုရင်တော့ခဏနေနိုးမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့မှာအသက်တာမှာဘာပြဿနာပဲရင်ဆိုင်နေရပါစေဒီနေ့ဘုရားသခင်ကတတ်နိုင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်တို့အားလုံးမတရားရဲနဲ့ဒီချင်းမွန်းချင်းတပုတ်ဆိုပြီးမှအဆုံးမရှာကြီးကအဆုံးသတ်ဆူတောင်းကောင်းချီးပေးသွားမှာဖြစ်တယ်